こんにちは、皆さん。ココナッツです。Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဗီဒီယိုလေးမှာတော့နေ့စဉ်သုံးဂျပန်စကားလုံးလေးတွေကိုတင်ပြသွားမှာဖြစ်ပါတယ် So let's get started ဒါဆိုရင်ဂျပန်လိုဟုတ်တယ်လို့ပြောချင်တယ်ဆိုရင် Hi Hi မဟုတ်ဘူးလို့ပြောချင်တယ်ဆိုရင်いいえいいえတငယ်ချင်းချင်းကျေးဇူးပဲလို့ပြောချင်တယ်ဆိုရင်ありがとうありがとうရင်ကျေးဇူးနဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်တယ်ဆိုရင်ありがとうございますありがとうございますတောင်းပန်ပါတယ်လို့ပြောချင်တယ်ဆိုရင်ごめんなさいごめんなさいသူကနောက်တနည်းပြောလို့ရသေးတယ်すみませんすみませんသူကတောင်းပန်ပါတယ်လို့အဓိပ္ပာယ်ရတဲ့အပြင်တစ်စိမ့်လောက်ပါလို့ပြောချင်တဲ့အခါမှာလည်းသုံးလို့ရတယ်ကဲညီကုန်းချုပ်ပြန်ပြောရမယ်ဆိုရင်ဟုတ်တယ် Hi မဟုတ်ဘူးいいえကျေးဇူးပဲありがとうကျေးဇူးတင်ပါတယ်ありがとうございますတောင်းပန်ပါတယ်ごめんなさいဒါမှမဟုတ်ရင်すみませんသူကတစ်စိမ့်လောက်ပါလို့လည်းအဓိပ္ပာယ်ရတယ်すみませんじゃあ今日はここまで最後まで見てくれてありがとう次のビデオでまた会おうねバイバイみんな大好き